တက်တဲ့တောင်းနေကိုကျွန်တော် travel wallet ဆိုတော့ပြောင်းပါcomplete ဖြစ်သွားပါပြီrefresh လေးပြန်ရှောက်လာပါပြီဒီထဲကိုချမ်းတော့ပြီနေဒီကောင်ကနေပြီးတော့ swap လုပ်ပြီးတော့ USDT swap လုပ်ပြီးတော့ Binance ထဲကိုပို့လို့ရပါတယ် USDT ယူတဲ့အခါမှာ Terra BNB USD ကိုပဲယူရတယ်မနေ့ကပတ်စံထုတ်ထားတယ်ဒါမဲ့ဒီနေ့ထက်ရတဲ့ဟာကိုကျွန်တော်ထပ်ထုတ်ပြပါမယ်ဗျာဒီနေ့မှာ 0.62 ဒေါ်လာရထားပါတယ်ဒီနေ့ကျွန်တော်ထပ်ထုတ်ပြပါမယ်မနေ့ကထုတ်ထားတဲ့ပတ်စံကတော့ကျွန်တော်ချော်ဘော်လက်တွေကနေပြီးတော့ Binance ထဲကိုပြောင်းထားပေးပါပြီဒီနေ့အသစ်ထပ်ထုတ်ပြမှာပါဒါတွေကတော့ကျွန်တော်ငွေထုတ်ယူထားတဲ့မှတ်တမ်းတွေပါပဲမိတ်ဆွေတို့အနေနဲ့ဒီလိုဖေးပြသွားရင်လည်းစိတ်မပူနဲ့ဘာလို့ဆိုတော့ဒီကောင်တွေက coin ဈေးကျတဲ့အချိန်မှာတော့ထုတ်မရဘူးတရက်နှစ်ရက်လောက်ဆောင်နေတော့ပြန်ထုတ်ရပါတယ်ဒီမှာကျွန်တော်ဆိုရင်စာပေတွေမှာလို့တိတ်မဖြည့်ဖြစ်ဘူးဖြည့်ပြရင်တော့ကျွန်တော်ပတ်စံတွေအများကြီးထုတ်လို့ရမှာပေါ့ဒီကောင်ဆိုရင်22ရက်တုန်းကနေ့ကဖေးသွားတယ်ဖေးပြီးတော့24ရက်နေ့ကျပြန်ထုတ်ရတယ်သူစေနှုံးတက်တဲ့အချိန်တော့ပို့ထုတ်လို့ပို့ကောင်းတယ်ချက်တက်မှာဒီကောင်ဖေးတာခဏနောက်ကိုဖေးတယ်အဲဒီတော့ coin ဈေးတွေရမ်းကျနေတော့ဒီကောင်လေးဆိုလဲထုတ်လို့အောင်မြင်တယ်မိတ်ဆွေတို့အနေနဲ့ဒီလိုပြဿနာမျိုးတွေဖြစ်ရင်တိတ်စိတ်မပူဖို့ဗျာ
ဒီကောင်ဒီ application ကတော့ legal တရားဝင်တယ်သုံးရတယ်လည်းလွယ်ကူပါတယ်ကျွန်တော်စာပေးဖြည့်တာတွေကိုအစားဆုံးလေးပြောပြပါပြီးတော့ဒီကောင်လေးဆိုလဲ gain တွေဆိုလဲဆော့ပြီးတော့ပတ်စံတွေအများကြီးရှာလို့ရတယ်ဒီ browser ဆိုရရောင်းစက် gain တွေရော Pesca ဟို gain လေးတွေရောရောင်း gain pixel gain လေးတွေအများကြီးဆော့လို့ရတယ်သူလည်းပဲ like ပတ်စံပေးပါတယ်block pixel လေးရောဆော့လို့ရပါတယ် function blocking လေးလည်းဆော့လို့ရတယ်သူ level ရောက်သူ chat တန်တုံခင်ရတယ်အဲ့တုံခင်ရနေပြီးတော့ drop wallet ကနေပြီးချိန်ပြီးတော့ binance ကိုပို့လို့ရတယ် binance ရှိတဲ့လူတွေဆိုရင်ကျွန်တော်စီကိုပြောင်းလို့ရတယ်ကောင်းလေးဆိုလဲတနေ့အများကြီးတက်တယ်တွေ့ပါတယ်ဖြေရတာဒီလည်းကျွန်တော်ဗီဒီယိုလုပ်ပြီးတင်ပေးထားပါတယ်ကောင်းလေးဆိုလဲအရင်လွယ်ပါတယ်ဖြေတက်ကရတဲ့တုံးကင်းတွေကိုကျွန်တော် USDT chain ပြီးတော့ကျွန်တော် binance ထဲကိုပို့ထားတယ်ဒီအောက်တွေမှာဆိုလည်းအများကြီးရှိတယ်ဆွဲမပြတော့ပါဘူးကျွန်တော်ဒီ software ကနေပြီးတော့ကျွန်တော်ဒေါ်လာ30ကျော်ဝင်ကျင်လောက်ထိတစ်လကျော်လေးပဲလောက်လိုက်ရတယ်ကျွန်တော်ဒေါ်လာ30ကျော်လောက်ထိရပြီးတော့ရှားသမျှကိုကျွန်တော် Trust Wallet ထဲကနေပြီးတော့ chain ပြီးတော့ USDT chain ပြီးတော့ကျွန်တော် Binance ထဲကိုပို့ပြီးတော့တခါတည်းပဲရောင်းတာအများပါတယ်နည်းနည်းလောက်စုပြီးတော့30လောက်ရှိဒီကောင်ကကျတော့တောင်းရတာရမ်းတော့အဲ့ဒါလည်းမရှိဘူးဗျာချန်တော့လေးစီလိုအနေနဲ့ convert လုပ်မယ်ဆိုရင်တုံကင်ချိန်မယ်ဆိုရင် USDT ကိုချိန်မယ်ဆိုရင် BEP 20ကိုချိန်ရအောင်အဲ့ကောင်ကျတော့ fee လည်းနည်းတယ်ဗျာဒီကောင်ပဲချိန်တယ်နဲ့ကျွန်တော်တခုပြောဖို့မေးခဲ့တယ်တဲ့ဘာလေးတော့ဆိုတော့ကျွန်တော်တို့ withdraw လုပ်မယ်ဆိုရင် fee out ကနေလောက်ရတယ်ဗျသူကကျတော့ 0.5 chat တန် token ရှိကိုရ 0.5 ဆိုဒေါ်လာနဲ့တွက်ရင်တော့ 0.3 ဒေါ်လာပေါ့ဗျာfee out လုပ်တဲ့အချိန်ကျကျွန်တော်တို့ BSC နဲ့ထုတ်တာကောအဆင်ပြေပါတယ်ဘာလို့ဆိုတော့ဟိုကောင်တွေကကျတော့
wallet လင့်နေတော့ဝင်ချိတ်ရတဲ့အတွက်ကိုထုတ်တဲ့မြပတ်စံ wait ဖြစ်သွားမှာဗျဒီမှာ BSC လို့ပြတဲ့ဟာလေးBNB blockchain ပေါ်ကတိဆောက်တဲ့ဟို chat token ပေါ့ဗျာ BSC 10လို့ရှိမယ်ဗျာ Polygon ရှိမယ်10လို့နဲ့ BSC ပဲပြပါဗျာ BSC ကနေပြီး BSC နဲ့ပဲ withdraw လုပ်တာကောင်းတယ်အဲ့ဒါမှလည်းကိုထဲကိုရအောင်ကိုရင်တော့ wave ဖြစ်တော့လည်းကိုထုတ်တယ်ဟာ application အနေနဲ့တော့တောင်းလို့အဆင်ပြေတယ်ဗျာဒါမဲ့တခုတော့သတိထားရမှာ VPN လုံးဝအသုံးပြုလို့မရပါဘူး VPN သုံးပြီး application နဲ့ဝင်အကောင့်ဘန်းတက်ပါတယ်အကောင့်ကျတတ်ပါတယ်ပြီးတော့ဖုန်းတစ်လုံး laptop တစ်လုံးဖြစ်ဖြစ်ဖုန်းတစ်လုံးဖြစ်ဖြစ်အသုံးပြုမယ်ဆိုရင်တစ်ကောင့်ပဲအသုံးပြုပါဘောင်းဆိုတော့ကိုရှာထားတဲ့ငွေတွေလက်ကားဖြစ်မှာဆိုလို့ကွန်အကောင့်ပိတ်ပြတာဗျာဒီလိုအစီအစဉ်အဲအကြောင်းအဲ့ဒါလေးတစ်ခုတော့သတိထားဖို့လိုအပ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်လို့ကြတဲ့မိတ်ဆွေတို့မောင်နှမအားလုံး